သူပြောတဲ့စကားအမတ်တွေကိုကြည့်ပြီးမဲမပေးနဲ့ပတ်စဖလာကိုပဲမဲပေးလိုက်တစ်နှစ်အတွင်းသူလွတ်လိုက်ရအောင်လုပ်မယ်လို့ပြောတယ်ပြည်သူလူထုကဗိုလ်ချုပ်ကိုအလွန်ယုံကြည်တာ哦တကယ်ပဲပါတီတွေအများကြီးရှိတဲ့ကြားတွေကပတ်စဖလာကိုပုံအောပြီးတော့မဲပေးခဲ့တယ်အဲ့ဒီအတွက်ဗိုလ်ချုပ်ဟာအင်္ဂလန်မှာအက်တလီနဲ့လွတ်လပ်ရေးရရှိရေးဆွေးနွေးတဲ့အခါမှာအထက်စီးကသူပြောနိုင်တယ်နောက်ဆုံးတထိုင်ထဲမှာပဲအစည်းအဝေးတစ်ခုထဲမှာပဲတစ်နှစ်အတွင်းပေးပါမယ်ဆိုတဲ့ဂရိပေးခဲ့တယ်ကျွန်တော်ပြောချင်တာဟိုလွတ်လပ်ရေးသမိုင်းမို့တော့ဗမာပြည်သူလူထုဟာဘာလုပ်ရမလဲဆိုတာကိုသိတယ်ငါတို့မဲပြန့်သွားလို့မဖြစ်ဘူးဗိုလ်ချုပ်ကိုစုစုစည်းစည်းမဲပေးလိုက်မှတို့လွတ်လပ်ရေးရမယ်ဆိုတဲ့အသည့်တို့မှရှိတယ်အဲ့ဒါပထမသက်သေနော်နောက်ဒုတိယတာရကတစ်ခုကျွန်တော်ပြောပြချင်ပါသေးတယ်ဒုတိယတာရက1956မှာပါစာဖလာမချမ်းကွဲပြီ56ထားပါကဒါတော့တတိဖြစ်တာပေါ့58မှာတော့အတိအလင်းကွဲသွားပြီတီမြဲနဲ့တန့်ရှင်းတီမြဲပါစာဖလာကစစ်တပ်ထောက်ခံတယ်စစ်တပ်နဲ့မဟာမိတ်ပေါ့ဗျာစစ်တပ်လိုလားတဲ့ပါတီစစ်တပ်ထောက်ခံတဲ့ပါတီတန့်ရှင်းကဥနုဥဆောင်တာစစ်တပ်ကမလိုလားဘူးဥနုဆိုတော့အဲ့ဒီမှာတီမြဲတန့်ရှင်းနှချမ်းကွဲပြီးတော့ဦးနေဝင်းကအိမ်ဆောင်အစိုးရဝန်ကြီးချုပ်တိုင်းပြည်ကို2နှစ်အုပ်ချုပ်ပြီးရွေးကောက်ပွဲပြန်လုပ်ပေးတယ်အဲ့ဒီ2နှစ်အတွင်းမှာသူတီမြဲဘက်ကအကြီးအကျယ်ဘက်လိုက်တယ်စစ်တပ်ကခဏကဆရာကြီးမင်းတို့ပြောတဲ့ဟာအဲ့ဒီမှာတစ်ချိန်ပြန်ကြုံတယ်ကျွန်တော်တို့အဲ့တော့ကလူတွေကိုမေးလိုက်ရင်လူတွေကိုခင်ဗျာဘယ်သူမဲပေးမှလဲမေးလဲတီမြဲပဲစကားတော်မဆုံးသေးဘူးကျွန်တော်တီမြဲလို့ပြောတာအဲ့လိုမပြောရင်လည်းမလွယ်ဘူးညလာပြီးတော့ဒုက္ခပေးတဲ့အိမ်မီးရှို့တာတို့ရိုက်တာတို့ဘာတို့တောမှဆိုတတ်တာတွေပါတွေထိလုပ်တယ်နော်ဟုတ်ပြီကျွန်တော်မေးလဲကျွန်တော်လည်းတီမြဲပဲဘယ်သူမေးမဲအားလုံးကတီမြဲပဲပြောတယ်တန်ရှင်းပါတီဝင်ကလွယ်ကျန်တဲ့လူအားလုံးတီမြဲမဲပေးမယ်ပြောတယ်1960ဖေဖော်ဝါရီလ22လမ်းမသိဘူးရွေးကောက်ပွဲလုပ်တော့ညနေမဲပုံးလဲဖွင့်ရောတီမြဲမှာမဲမရှိဘူးတချို့ပုံးနဲ့ဆို9မဲ10မဲပဲရှိတယ်အားလုံးတန့်ရှင်းကိုမဲပေးထားကြတယ်နော်အဲ့တော့ကျွန်တော်တို့ဆိုရွေးလေးတစ်ခုထွက်တယ်မလားလူတီမြဲမဲတန့်ရှင်းဆိုနော်လူတီမြဲမဲတန့်ရှင်းပြောလိုက်လို့ရှိရင်လူအားလုံးကတီမြဲမဲပေးမယ်ပြောတယ်တကယ်တမ်းပြီးတော့တန့်ရှင်းပေးလိုက်တယ်ဒါကြောင့်လူတီမြဲလူကိုမေးလိုက်ရင်တော့တီမြဲပဲပြောတယ်မဲပြီးတော့တန့်ရှင်းကိုပေးလိုက်တယ်လူတီမြဲမဲတန့်ရှင်းအဲ့ဒါဗမာပြည်သူလူထုအမတန်ပါတတ်တာကိုဒုတိယအကြိမ်သက်သေပြခဲ့တာပဲဗမာပြည်သူလူထုဟာတိုင်းပြည်ကိုစစ်တပ်အုပ်ချုပ်တာမလိုချင်ဘူးဆိုတာ1960တည်းကပြခဲ့ပြီးပြီဘာဖြစ်လို့လဲစစ်တပ်ထောက်ခံတဲ့တီမြဲကိုမဲမပေးဘူးအဲ့တော့တစ်ချိန်ကတီမြဲဆိုတာလဲပါစာဖလာပဲတန့်ရှင်းဆိုတာလဲပါစာဖလာပဲတစ်ဖွဲ့တည်းပဲဒီတစ်ဖွဲ့ကနှစ်ချမ်းကွဲသွားတာအရင်တော့ကသူတို့ဟာညီကိုတွေပဲအတူတူပဲနော်တစ်ဖွဲ့တည်းကနှစ်ချမ်းကွဲတော့နှစ်ဖွဲ့လုံးမှာလူတော်တွေရှိတယ်ဒါပေမဲ့တကယ်မဲပေးတဲ့အချိန်မှာလုံးဝတီမြဲကိုမဲမပေးတော့ဘလောက်ဖဲတော်ဘလောက်ဖဲကောင်းဘာတမိုင်းမဲ့ရှိခဲ့စစ်တပ်နဲ့ပတ်သက်လို့ဒီဘက်ကတန့်ရှင်းကိုပေးမယ်ဆိုပြီးတော့ပြတ်သားသားတန့်ရှင်းကိုပေးခဲ့တယ်အဲ့ဒါကျွန်တော်တို့ဗမာပြည်သူလူထုဟာမညံ့ဘူးတိတ်ကိုအကင်းပါတယ်ပန်းတတ်တယ်ဘယ်အချိန်ဘာလုပ်ရမလဲဆိုတာသိတယ်ဆိုတဲ့အဲ့ဒါဒုတိယသာရကပဲနောက်ထပ်တတိယသာရကတစ်ခုရှိတယ်1988အရေးခင်းပြီးတော့1990ရွေးကောက်ပွဲကျွန်တော်ပြောစရာတော့မလိုတော့ဘာလို့လိုက်ကြသလဲ NLD ကဝင်ပြိုင်တဲ့လူဘယ်သူမှမသိဘူးမဲပြီးတော့ NLD ကိုပဲပေးတယ်ကျွန်တော်တို့82% ရခဲ့တယ်အဲ့ဒီတုန်းက392ယောက်ရတယ်တော်မှာ440မှာအဲ့ဒီတစ်ချိန်မှာလဲပေါ့နော်1990ရွေးကောက်ပွဲမှာလဲဒီအတိုင်းပဲအရေးကြုံတဲ့အခါမှာပြည်သူလူထုဟာဘာလုပ်ရမလဲဆိုတာကိုသိရတယ်အဲ့တုန်းကဖိနှိပ်မှုသိမ့်မရှိဘူးနောက်ထပ်သာရကတစ်ခုရှိသေးတယ်နံပါတ်4သာရကအဲ့ဒါ2012ဧပြီလ1ရက်နေ့ကြားပြရွေးကောက်ပွဲအဲ့ဒါမလွတ်လပ်သေးတဲ့အခြေအနေနော်2015နဲ့မတူဘူး2012ဟာတိတ်ပြီးမလွတ်လပ်သေးဘူးစစ်တပ်ရဲ့အရှိန်ဩဇာအတော်ကိုရှိသေးတဲ့အခြေအနေအဲ့ဒီကြားပြရွေးကောက်ပွဲမှာလဲကျွန်တော်တို့96% နိုင်တယ်44ယောက်မှာ43ယောက်ကျွန်တော်တို့နိုင်တယ်ကြားပြမို့လို့သာကျွန်တော်တို့တိုင်းပြည်လုံးကိုမစိုးမိုးနိုင်တာသို့တော်လည်းပဲရွေးကောက်ပွဲရဲ့ရာနှုန်းအတိုင်းအတာရပြောရင်ကျွန်တော်96ရာနှုန်းနိုင်ခဲ့တယ်ဆိုလိုတာကအဲ့ဒီတုန်းကလည်းပဲပြည်သူလူထုဟာသူတို့ဘာလုပ်ရမလဲဆိုတာကိုတယောက်နဲ့တယောက်မညှိနှိုင်းမတိုင်ပင်မဲနဲ့ကိုပြတ်သားသားအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုထောက်ခံတယ်အဓိပ္ပာယ်ကငါတို့စစ်တပ်ကိုမုန်းတယ်စစ်တပ်အုပ်ချုပ်တော်ကိုမုန်းတယ်စစ်အာဏာရှင်စနစ်ကိုငါတို့လက်မခံဘူးဆိုတာပြခဲ့တယ်ဒီတိုင်းပဲအခု2015တာစောစောကဆရာညီမင်းညိုပြောသွားပါပြီ2015မှာလဲဒီတိုင်းပဲမဟုတ်ဘူးလားနော်2015မှာတော်တော်ကိုရှုပ်ထွေးတယ်နော်ဘာသာရေးမိုက်တိုက်ပြီးတော့မှခွဲတာတွေ
အမျိုးသားရေးမိုင်းတိုက်ပြီးခွဲတာတွေ NLD ကိုမဲပေးလိုက်ရင်ကလပြီဖြစ်သွားမှာပြောလို့ပြောသာသနာပြည့်မယ်ပြောလို့ပြောနော်သို့တော်လည်းပဲဘယ်လိုပဲမတော်မတရားမိုက်တိုက်စီးုံပြီးတော့မှဆောင်ရွက်ခဲ့ပါစေမူနောက်ဆုံးတော့ပြည်သူလူထုဟာဘာလုပ်ရမလဲဆိုတော့သူတို့သိတယ်သူတို့လုပ်တဲ့နာကိုသူတို့လုပ်ခဲ့တယ်ပြတ်သားသားအဖွဲ့ချုပ်အနိုင်ရခဲ့တယ်နော်အဲ့တော့ဒါဘာကိုပြောသလဲဆိုတော့ပြည်သူလူထုရဲ့အခန်းကဏ္ဍဘလောက်အရေးကြီးတယ်လဲဆိုတာကိုဗမာပြည်သူလူထုကောင်းကောင်းသိတယ်အရေးကြုံတိုင်းမှန်ကန်ကန်ဆုတ်ဖြတ်ဆောင်ရွက်နိုင်ခဲ့တဲ့တာရကရှိတယ်နော်ဒါကြောင့်မို့လို့ကျွန်တော်တို့ပြည်သူလူထုဟာအားကိုးလောက်တဲ့ပြည်သူလူထုဖြစ်ပါတယ်အမှန်ပါးနှက်တဲ့လူထုဖြစ်ပါတယ်အချိန်ကြရင်ဘာလုပ်ရမလဲဆိုတာကိုကောင်းစွာသိပါတယ်သိတဲ့အတိုင်းပဲအခုကျွန်တော်တို့ပြီးခဲ့တဲ့နိုဝင်ဘာလ10ရက်နေ့မှာအားလုံးပြတ်သားမဲပေးတယ်အခုကျွန်တော်တို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကအနိုင်ရသွားပြီပေါ့ဗျာ80%နိုင်တယ်ဆိုတာက85မှာ85ဆိုတာကျွန်တော်498ယောက်ပဲကျွန်တော်တို့ကပြိုင်ခွင့်ရတယ်အဲ့ဒီ498ယောက်မှာ80%ရတာပြောတာပါတကယ်တော့လွတ်တော်ကိုကျွန်တော်တို့က80%စိုးမိုးနိုင်တာမဟုတ်ပါဘူးလွတ်တော်မှာကျွန်တော်တို့ရဲ့နေရာက85%ပဲရှိပါတယ်25%ကစစ်တပ်ကယူထားပြီးသားအဲ့တော့အဲ့ဒီကျန်တဲ့85ကိုပြိုင်တဲ့နေရာမှာ80%ရတယ်ဆိုတော့တကယ်လွတ်တော်တစ်ခုလုံးမှာကျွန်တော်တို့လူဦးရေက60%ပဲရှိပါတယ်သုံးပုံနှစ်ပုံမမီသေးပါဘူးသို့တော့ simple majority လို့ခေါ်တဲ့51%ကိုတော့ကျွန်တော်တို့ကအများကြီးကျော်သွားပါတယ်အမှန်တန်ကောင်းတဲ့အနေအထားတစ်ခုတော့ကျွန်တော်တို့ရခဲ့ပါတယ်တိုင်းရင်းသားတွေနဲ့ပေါင်းရင်တော့68တသမ something ကြော်လေးကျွန်တော်တို့ရပါတယ်အဲ့တော့ဒါပြီးခဲ့တဲ့ရွေးကောက်ပွဲကောင်းပြီကျွန်တော်တို့နည်းနည်းလေးအချိန်နည်းသွားပြီကျွန်တော်နည်းနည်းလေးဆက်နော်အဲ့တော့ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာအားလုံးကမြင်တာကကျွန်တော်တို့ဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုမဲပေးလိုက်ပြီအဲ့ဒီမှာလည်းပဲခုနလိုတောင်ဆန်းစုကြည်ပြောတဲ့အတိုင်းပါပဲပါတီကိုမဲပေးပါလူကိုမကြည့်ပါနဲ့ဆိုတာဒီစကား1940ခွန်မှာဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့စကားနဲ့တော်တော်လေးဆင်တူပါတယ်1940ခွန်မှာဗိုလ်ချုပ်ပြောတာကတစ်နှစ်အတွင်းလွတ်လိုက်ရအောင်လုပ်ပေးမယ်နော်ပတ်စဖလာကိုသာမဲပေးလိုက်လို့ဒီလိုပြောတာပါဒီမှာကတော့